ဒီ Mono PD100U Dynamic Mic လေးကို unboxing လုပ်ပြမှာဖြစ်ပါတယ်နော် unboxing လုပ်လို့အဲ့တော့ဒီထဲမှာဘာတွေပါမလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်နည်းနည်းလေးကြည့်ကြည့်အောင်ဒါကသူ့ရဲ့ mic လေးပေါ့နော်ဒီဘေးမှာ accessory box လေးပါတယ်ဒါလေးကိုအရင်ထုတ်လိုက်မယ်နော် accessory box ထဲမှာဘာပါမလဲဆိုတော့ချက်ကြည့်ကြည့်မယ်ဒါကတစ်ဖက်မှာ Type C နောက်တစ်ဖက်မှာကျတော့ USB နဲ့ Type C နဲ့ခေါင်းပြောင်းပေါ့အဲ့တော့ရိုးရိုး PC တွေမှာလည်းထိုးလို့ရသလို MacBook တွေမှာလည်းထိုးလို့ရမယ်တစ်ဖက်ကကျတော့ Dynamic Mic ရဲ့ပေါ့ကိုထိုးရမှာပေါ့နော်တစ်ချက်လောက်ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်ဒါလေးကတော့ Dynamic Mic ဝယ်လို့ရှိရင်ပါမဲ့ warranty ကတ်လေးပါနော် warranty 1 year ပါလိမ့်မယ်ပြီးရင်အထက်မှာဘာပါမလဲဆက်ကြည့်အောင်မိုက်လေးရ share ပဲเนาะမိုက်လေးရအနီးကပ်လေးရိုက်ပြပြီသူက made in China ဆိုပေမဲ့သူ့ရဲ့ဈေးတန်းထဲမှာတော့ဒီကောင်ကိုရှင်နိုင်တဲ့ကောင်တော့မရှိဘူးပေါ့เนาะဒါလေးကတော့တော်တော်လေး premium ဆန်ပြီးတော့ဒါ metal တက်ထုနဲ့เนาะဟိုဒီ body လေးကလည်းမိုက်တယ်အဲသူ့ join မယ်ဆိုရင်လွယ်တယ်ဒီမှာရှိတဲ့ USB ပေါက်ကိုတစ်ဖက်ထိုးမယ်ဟုတ်ပြီเนาะဒါ USB ပေါက်တစ်ဖက်ထိုးမယ်ထိုးပြီးတော့ရင်ဒီမှာရှိတဲ့နောက်တစ်ဖက်ပေါ့နော်ဒီမှာဆိုရင် Type C နဲ့ USB နဲ့နှစ်ပေါက်ရှိတယ်အဲ့တော့ကိုက MacBook မှာသုံးမယ်ဆိုရင် Type C ကိုပဲဒီမှာ MacBook အပေါက်မှာတွားပြီးတော့ join လိုက် Okay join ပြီးရင်ဒါဆိုရင် plug in တိုက်ရိုက်သုံးလို့ရပြီနော် plug in သူ့ကိုကျွန်တော်တို့ကွန်ပျူတာနဲ့ join ဖို့အတွက်ဒီမှာရှိတဲ့ USB Type C ပေါ့နော် USB Type C ကိုတစ်ဖက်ထိုးမယ်ပြီးရင်နောက်တစ်ဖက်မှာကြိုးရဲ့တစ်ဖက်မှာရှိနေတဲ့ Type C USB အဆင်ပြေတဲ့အပေါက်ပေါ့နော်ကိုယ့်ရဲ့ MacBook မှာဆိုရင်တော့ Type C နဲ့သွားမယ်ရိုးရိုးမှာဆိုလို့ရှိရင် USB နဲ့သွားမယ်အဲ့တော့ Type C မှာ plug in ပဲထိုးလိုက်ရုံနဲ့ဒီ mic ကလေးကိုသုံးလို့ရပါပြီ Okay အဲ့တော့ကျွန်တော်အတန်ဖမ်းတာလေးတစ်ချက်လောက်စမ်းကြည့်အောင်သူ့ရဲ့အတန် quality ကလေးဘယ်လိုနေလဲဆိုတာကိုတစ်ချက်လောက်အမြည်လေးစမ်းကြည့်မယ်အဲ့တော့လောလောဆယ် screen recorder နဲ့ပဲဖမ်းလိုက်မယ် screen recorder လေးဖမ်းလိုက်မယ် Hello ဒီ mic ကလေးကတော့ PD100U Minano ကနေထွက်တဲ့ PD100U Dynamic Mic လေးကိုအတန် quality စမ်းနေခြင်းဖြစ်ပါတယ် Okay ဒါဆိုရင်ဒီအတန် file လေးကိုကျွန်တော်တို့ပြန်ပြီးတော့နားထောင်ကြည့်အောင် Hello ဒီ mic ကလေးကတော့ PD100U Minano ကနေထွက်တဲ့ PD100U Dynamic Mic ကိုအတန် quality စမ်းနေခြင်းဖြစ်ပါတယ် Okay ဒါလေးကကျွန်တော်ဒီမှာရှိနေတဲ့ဒီ MacBook ရဲ့အတန်လေးကိုတိုးထားလို့ပါเนาะနည်းနည်းလေးကျယ်ပြီးတော့ပြန်စမ်းကြည့်အောင်ဒါဆိုရင်အတန်အကုန်တင်ထားတာပေါ့เนาะအတန်လေးသူ့ရဲ့အတန် quality လေးကိုတစ်ချက်ပြန်စမ်းကြည့်မယ် Hello ဒီ mic ကလေးကတော့ PD100U Minano ကနေထွက်တဲ့ PD100U Dynamic Mic လေးကိုအတန် quality စမ်းနေခြင်းဖြစ်ပါတယ်ဒီကောင်လေးက mic တယ်ဗျဘာကြောင့်လဲဆိုတော့သူက Dynamic Mic ဖြစ်တဲ့အတွက်ကျွန်တော်တို့စကားစပြောရမယ်ဆိုရင်ဒီ mic ရဲ့အရှိမလာတဲ့အတန်ကိုပဲသူကဖမ်းပေးထားတာတခြားဘေးကအတန်တွေ noise တွေပေါ့နော် noise တွေကို auto တဖြည်းဖြည်းနဲ့ short ချသွားပြီးတော့သူ့တဲ့ကပြောနေတဲ့အတန်ကိုပဲဖမ်းထားတာဒါကြောင့်မို့လို့ PC မှာကျွန်တော်တို့ပြန်နားထောင်တဲ့အခါမှာဘေးက noise တွေမကြားရတဲ့လောက်ပဲเนาะတဖြည်းဖြည်းချင်း short ချသွားပြီးတော့ noise တွေကိုအကောင်းဆုံး short ချပေးနိုင်တဲ့အနေအထားမျိုးမှာရှိတယ်အတန်လေးကိုကျွန်တော်တို့တစ်ချက်လောက်အနီးကပ်လေးပြန်ပြီးတော့နားထောင်ကြည့်မယ်เนาะ Hello ဒီ mic ကလေးကတော့ PD100U Minano ကနေထွက်တဲ့ PD100U Dynamic Mic လေးကိုအတန် quality စမ်းနေခြင်းဖြစ်ပါတယ်မိုက်တယ်နော် Okay ဒီမှာဘာပါမလဲဆိုတော့ adjust လုပ်လို့ရမယ် mic ကလေးပါမယ်ဒါလေးကဘယ်လိုလုပ်မလဲဆိုတော့ဒီအောက်မှာတကယ်လို့များ mic ကကျွန်တော်တို့တူနေတယ်လို့ထင်ရင်ဒါလေးကိုလှည့်ပြီးတော့ဒီ mic လေးကိုလှည့်ပြီးတော့ကျွန်တော်အောက်ကနေပြီးတော့ဆက်လို့ရပါတယ်နော်အဲ mic ခါကုန်းပြီးတော့အရက်ရှည်တဲ့လူတွေပေါ့နော်ခါကုန်းပြီးတော့လုပ်ဆရာမလို့ပေါ့ကျွန်တော်တို့ဒီမှာဆက်မယ်ဆက်ပြီးသွားရင်ဒါလေးကိုပြန်ပြီးတော့လုပ်လိုက်မယ်ပေါ့သူကလည်းအလွယ်တကူတော့မလဲနိုင်ဘူးเนาะအောက်မှာပါတဲ့ဒီ adjust လုပ်လို့ရတဲ့အဝိုင်းလေးကတန် frame လေးပေါ့เนาะဒါ aluminum ဖြစ်မယ်နဲ့တွေ့ရเนาะဒီကောင်လေးကတော်တော်လေးလေးတယ်ဗျဒီ mic ကအလွယ်တကူလဲဖို့ဆိုတာမဖြစ်နိုင်ဘူးလက်နဲ့တိုက်ပြီးမှသာလဲမှာเนาะအဲ့တော့သူ့ထဲမှာပါမှာကတော့ဒါပါပဲเนาะဘာမှမပါတော့ဘူး
ဒီထဲမှာပါမှာကပါမလဲ plug in လုံးမဲ့ကြိုးပါမယ်ပြီးရင်စက်တန်လေးပါမယ်ပြီးရင် mic set ပါမယ်ဒါပါပဲအဲ့တော့မာဦးတို့ PD 100U dynamic mic လေးရဲ့ review လေးဖြစ်ပါတယ်ဒီ mic လေးရဲ့အသံ quality ကတော်တော်လေးကောင်းတဲ့အတွက်ကျွန်တော်တို့ narrator တွေကျွန်တော်တို့ YouTuber တွေပေါ့နော် YouTuber တွေကျွန်တော်တို့ video create လုပ်ချင်တဲ့လူတွေသုံးဖို့အတွက်တင့်တော်ပါတယ်ဈေးလေးကတော့လောလောဆယ်မှာ2,600,000ဝန်းကျင်လောက်ရှိပါတယ်ဈေးကတော့အတက်ကြရှိမှာပေါ့နော် Okay ဒါလေးကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ